ကွင်းရှက်ကအရာသာဘလူလဲဆိုတော့ကျွန်တော်တို့ကင်လိုက်ဖုတ်လိုက်တာနဲ့လုံးဝအနံ့နဲ့ကိုတော်တော်လေးပြည့်စုံတယ်လို့ပြောမှာပါဗျာဒီကောင်လေးကဘိုက်ကြီးတဲ့အစလို့လူကြီးလင်ငယ်မေအကုန်တဲတဲ့ငကွင်းရှက်ပါကျွန်တော်စိုးစည်းတွေပါလုံးဝမပါပါဘူးခင်ဗျာတဘာဝအတိုင်းပါပဲပိတ်တလုံးပြလို့ရှိရင်တော့ဒီကောင်လေးတွေက4000နဲ့ပဲယူပါအချိန်များရင်တော့ကျွန်တော်ဈေးရအနေငယ်ထပ်ပြင်ပေးပါအောင်မယ်တော်တော်လေးအရသာရှိရဲ့ငကွင်းရှက်ပါခင်ဗျာအချိန်များရင်ဈေးထပ်ပြင်ပေးပါမယ်လုံးဝအပေါ်ကြောက်ဖြစ်တယ်ဆိုတာလည်းကျွန်တော်အာမခံပေးပါမယ်ခင်ဗျာကျွန်တော်နောက်ထပ်ကျွန်တော်တို့ဆိုင်ကိုကျွန်တော်ကျိုးဝရွှေငါးလုံးလေးလည်းပြန်ဝင်ထားပါတယ်ခင်ဗျာကျိုးဝရွှေငါးလုံးမှာကျိုးဝငါ6ပါခေါင်းလေးကဇက်ပြက်ပြီးသားပါအကောင်လည်းကြီးပါတယ်လေယိုးတယိုးတွေပဲပါပါတယ်ခင်ဗျာဒီကောင်လေးလည်းအယိုးမြင့်မြင့်လေးတွေမပါပါဘူးပိတ်သလုံးပြီးလို့ရှိရင်တော့2000ပါပြန်ရောက်တဲ့သူများအတွက်အချိန်များတော့ကျွန်တော်ဈေးရအနေငယ်ထပ်ပြင်ပေးပါဦးမယ်ခင်ဗျာနောက်ထပ်တစ်မျိုးကတော့ငပုတ်တင်ပါငပုတ်တင်ကိုအလတ်ဆပါခင်ဗျာဒီကောင်လေးကပိတ်သလုံးပြီးလို့ရှိရင်တော့2400မှာဖိုက်ခုစုပ်ပြီးသားပါကြည်တောက်ရှင်းဖွေးတန်ပါလိုက်ရင်ရှယ်ရီနဲ့ကူညီပေးပါအောင်ခင်ဗျာ3943199138ကိုဆွဲသွယ်ပေးပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်